အားလုံးပဲမင်္ဂလာပါဆရာမလေးရဲ့စာဖတ်ပြမယ့်စီစဉ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာမလေးကခြေခွေဗားရာရဲ့အထုပ်ပတ်တီကိုနောက်ဆုံးပိုင်းလေးမှာဖတ်ပြမှာဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်အခန်းကိုဘိုလီးဗီးယားထောင်ချောက်စစ်မှန်သောချက်ချင်းဖြစ်သာတော်လှန်ရေးကိုဥဆောင်ရ၏ချက်ချင်းမရှိလျင်တော်လှန်ရေးမရှိခြေခွေဗားရာ1968ခုအောက်တိုဘာ8ရက်ဘိုလီးဗီးယားနိုင်ငံအဲချိုရုံကြောက်ကမ်းပါးပေါ်တွင်ဘိုလီးဗီးယားတပ်ဖွဲ့တွေနေရာယူထားသည်လယ်သမားတို့၏သတင်းပေးချက်အရခြေခွေဗားရာပုံးခိုနေသောနေရာကိုသူတို့အားလုံးဝိုင်းထားကြသည်ကြာမဆောင်လိုက်ရအပြန်အလှန်တနက်ပစ်ခတ်တံတွေနှင့်အတူခြေခွေဗားရာတို့လူစုတည်ရှိရာနေရာကိုတိတိကျကျသိကြရသည်သူတို့တွေချောင်ပိတ်မိနေသည်ကိုသဘောပေါက်ကြသည်သူတို့ဘက်မှလုံရမည်တခုတည်းသောနီးလန်းမှာရန်သူရှေ့တန်းစီကိုထိုးဖောက်၍လွတ်မြောက်ဖို့သာဖြစ်သည်ခြေခွေဗားရာနှင့်သူ့ရဲဘော်တွေမိကုံရန်ကုန်တိုက်ခိုက်၍ထိုးဖောက်ဖို့ကြိုးစားတော်လဲရန်သူရှေ့တန်းစီမှလူအင်အားအစမတန်များပြားနေတာကြောင့်ထိုးဖောက်ဖို့ကြိုးစားတိုင်းနောက်ပြန်ဆုတ်နေရသည်ရန်သူတည်နေရသည်လဲကြောက်ကမ်းပါးနှကန်းတွင်ဖြစ်၍အသာစီးရနေရာထိုးဖောက်ဖို့အလွန်ခက်ခဲနေသည်ခြေခွေဗားရာနှင့်အဖွဲ့ကိုဘိုလီးဗီးယားတပ်ဖွဲ့တွေပိုက်စိတ်တိုက်ရှာကြရာကြောက်ကမ်းပါးတနေရာတွင်သူတို့ရှိရာလမ်းလျှောက်လာနေသောတပုံနှစ်ယောက်ကိုတွေ့ကြရသည်သူတို့ကင်ဆောင်လာသောတနက်တွေကိုမြေကြီးပေါ်ချထားဖို့ဘိုလီးဗီးယားတပ်မှူးကအမိန့်ပေးသည်အဲ့ဒီနောက်သူတို့နှစ်ဦးရှိရာသို့ဘိုလီးဗီးယားတပ်မှူးချင်းကပ်သွားရာဘသူတွေလဲလို့မေးသည်စူးရှာသောအကြည့်ပတိုင်းမွေးမုတ်စိတ်မွေးထူလပြင်းတဲ့တူကသူ့ကိုယ်သူခြေခွေဗားရာဖြစ်ကြောင်းအဖြေပေးသည်ခြေခွေဗားရာခန္ဓာကိုယ်မှာမီးလောင်တန်ရာများနှင့်ခြေထောက်မှာလည်းချီမှန်ထားသည်ဒါပေမဲ့လမ်းကောင်းကောင်းရှောက်နိုင်သေးတာကြောင့်စစ်စခန်းရှိရာခေါ်လာပြီးလက်နက်ကင်တွေနှင့်စောက်ကြက်ထားသည်နေဝင်စည်းစာအယောင်ပြောက်ကွဲတွင်မိုးဆုံချုပ်ကန်ဤတွင်တောထဲတွင်ကြံရစ်ခဲ့သောခြေခွေဗားရာ၏ရဲဘော်ရဲဘက်အားလုံးလည်းကြာဆုံးသူလက်နက်ချသူတွေနှင့်တိုက်ပွဲအဆုံးသတ်လေသည်ခြေခွေဗားရာကိုချုပ်နှောင်ဖမ်းဆီးထားသောနေရာမှအပြင်ထုတ်၍လိုက်ခဲရွာသို့လမ်းလျှောက်ခေါ်လာသည်ရွာရောက်သည့်အခါရွာကန်တွေအိမ်ထဲမှပြေးထွက်လာကခြေခွေဗားရာကိုအလူအယက်တိုးဝှေ့ကြည့်ကြသည်ထိုအချိန်စာတင်ကျောင်းအဖြစ်အသုံးပြုသောတဲအတွင်းသို့ခြေခွေဗားရာကိုထည့်၍အပြင်မှလက်နက်ကင်တွေစောင့်ကြက်တော့မှသာစောစောကရုတ်တဲနှင့်လူတွေကျဲသွားကြသည်အဆောက်အဦမှာသေးငယ်၍အခန်းဖွဲ့ထားခြင်းမရှိအကယ်၍ခြေခွေဗားရာထွက်ပြေးဖို့ကြိုးစားလျင်အဆောင်တွေကိုပြစ်မိတ်ပေးထားသည်ခြေခွေဗားရာကိုဘိုလီးဗီးယားတပ်မှူးဂယ်ဒီပရာတိုဆယ်မိုနှင့်ဝီဂဲအာရိုလာမွန်တာနိုတို့နှစ်ဦးစစ်ဆေးမေးမြန်းသည်ပထမပိုင်းမေးသောမေးခွန်းအားလုံးနီးပါးကိုမသိဘူးလို့ပဲခက်ပြက်အဖြေပေးနေသည်စစ်ဆေးနေချိန်ကာလအတွင်းခြေမှာစိုးရိမ်ထောက်ချခြင်းအလင်းမရှိမေးခွန်းအားလုံးကိုပေါ့ပါပါအဖြေပေးသည်အခန်း30ခြေဤလက်ချောင်းများမင်းလာတာငါ့ကိုတတ်ဖို့မဟုတ်လားပြစ်လိုက်စမ်းပါငကြောက်ရဲ့မင်းတတ်နိုင်တာလူတစ်ယောက်သေးပါခြေခွေဗားရာ1968ခုအောက်တိုဘာ9ခြေခွေဗားရာကိုတတ်ဖို့အမိန့်ရောက်လာသည်တို့ရာတွင်အဆိုပါတာဝန်ကိုဘသူယူမလဲဆိုသည့်အခါဘိုလီးဗီးယားတပ်ဖွဲ့ဝင်တွေအားလုံးတုံဆိုင်နေကြသည်ခြေခွေဗားရာကိုတုတ်တင်ရှင်းလင်းရသောအလုပ်သည်သူတို့အတွက်ခက်ခဲနေသည်မှာအကြောင်းတရားတွေများစွာရှိနိုင်သည်ဘိုလီးဗီးယားစစ်သားတွေအမြင်အရခြေခွေဗားရာမှာသူတို့နိုင်ငံအတွင်းဝင်ရောက်ကျူးကျော်၍ဖျက်လိုဖျက်ဆီးလုပ်နေသောနိုင်ငံသားတဦးဖြစ်သည်ထို့ကြောင့်မုန်းတီးကြသည်တို့ရာတွင်ခြေခွေဗားရာကိုတနက်နှင့်ပြည့်၍မောင်းထုတ်ရသောအလုပ်မှာသူတို့အတွက်
ဘာကြောင့်ခက်ခဲပင်ပန်းနေရပါလဲတနက်မောင်းဖြုံးမိလူမရှိတာကြောင့်အဆုံးတွင်စခန်းတွင်ရှိသောတပ်ဖွဲ့ဝင်အားလုံးမဲနိုင်၍ဆုံးဖြတ်ကြရာကန်ဆိုးစွာမဲပေါက်သူမှာတက်ကြက်ကြီးမာရီယိုတာရန်ဖြစ်သည်မဲပေါက်ပြီးသည်နှင့်တနက်ကိုယူကာခြေခွေဗားရာကိုချုံနှောင်ထားသောကျောင်းငယ်လေးအတွင်ခြေနှင့်တက်ကြက်ကြီးတခဏကြည့်ကာဆက်တနက်တန်တွေဒရက်ဆက်ပေါ်လာသည်တို့ရာတွင်ခြေဤသေးခြင်းမှာသက်သာဟန်မတူခြေခွေဗားရာကိုတိုက်ပွဲတွေအသေးမိလာသောပုံပေါ်အောင်ဦးခေါင်းအောက်ဘက်ခန္ဓာကိုယ်အနှံ့ပြည့်ရန်အထက်မှညွှန်ကြားထားရာခြေခွေဗားရာမှာကြည်စံအချက်ပေါင်းများစွာခန္ဓာကိုယ်အတွင်းတိုးဝင်၍ဝေဒနာပြင်းထန်စွာနှင့်သေဆုံးရခဲ့သည်မှာသေချာသည်တောကြီးမြတ်မဲတနေရာတွင်ယခုလိုခွေးသေးဝက်သေးသေဆုံးရလိမ့်မယ်လို့ခြေဘယ်တော့မှစဉ်းစားခဲ့ဟန်မတူအသက်မဲ့သွားသောခြေခွေဗားရာခန္ဓာကိုယ်ကိုစောင်းနှင့်ရစ်ပတ်ကာလင်းပြန်ကယ်ဂျူတန်မြို့တီသို့တည်ယူလာကအလောင်းကိုရေဆေးတန့်စင်၍လက်ပွေရာယူသည်မပုံမတိုးအောင်ဆေးစီရင်သည်ခြေခွေဗားရာရောက်လာသည်ဆိုသောတည်င်းကြ၍ဒေသခံတွေခြေခွေဗားရာရုပ်အလောင်းရှိရာအဆောက်အဦသို့အပြေးအလွှားလာကဝိုင်းအောင်ကြည့်ကြသည်သူတို့တွေထိတ်လန့်နေရသောဝင်းကြီးခြေခွေဗားရာဇသိမ်းသွားပြီဖြစ်ကြောင်းလူထုကိုအသိပေးခြင်းလည်းဖြစ်သည်အလားတူအဖြစ်မှန်ကိုဖုံးကွယ်ထားသောခြေခွေဗားရာကိုတိုက်ပွဲတွင်အသေးမိလာကြောင်းဘိုလီးဗီးယားအစိုးရမှကဘာသို့ကြေညာသည်ဘိုလီးဗီးယားအာဏာပိုင်တို့ထုတ်ပြန်သောလုပ်ကြံဆက်အတိုင်းကဘာကြီးကလည်းယုံကြည်ကြသည်တို့ရာတွင်ခြေခွေဗားရာကိုတက်ခဲ့ကြသူဘိုလီးဗီးယားအာဏာပိုင်တွေမှာနောက်ထပ်ပြဿနာကြီးတစ်ခုနှင့်ကြုံရပြန်သည်ခြေခွေဗားရာရုပ်အလောင်းကိုဘယ်နေရာမှာမြေမြုပ်ကြမည်နည်းဘယ်ဂျီယန်မြို့ပြင်လေဆိပ်မှလေရင်ပြေးလန်းနှင့်ခက်လန်းလန်းနေရာတွင်မြေမြုပ်ဖို့ရွေးချယ်ကြသည်တို့ရာတွင်ခြေအလောင်းကိုမြေမချမီနောက်ထပ်ပြဿနာတက်လာပြန်သည်ခြေခွေဗားရာအမှန်တကယ်သေဆုံးခြင်းကိုအခြားခေါင်းဆောင်တွေတန်တရားဖြစ်သက်သေပြဖို့တောင်းဆိုတာတွေလှုပ်လာမှစိုးရိမ်ရသည်ခြေသေဆုံးမှုနှင့်ပတ်သက်၍သက်သေပြရန်အလို့ငါဘိုလီးဗီးယားအာဏာပိုင်တို့၏မစင်မကျင်အောက်တန်းကျသောနည်းဖြင့်မထော်မနှမ်းအလုပ်ကိုအကောင့်ထဲပေါ်ကြရာကြာဆုံးပြီးကမှခြေခွေဗားရာ၏ခန္ဓာကိုယ်မှလက်ချောင်းတွေကိုဖြတ်ကာဖန်ပလင်းတစ်လုံးတွင်ဘယ်နှင့်ညာတီးခြားစီထား၍ဆေးစီရင်ခြင်းဖြစ်သည်ဤနည်းဖြင့်ကမ္ဘာလောကကြီးမှခြေခွေဗားရာထွက်ခွာသွားသည်ကိုမယုံမကြည်နှင့်စိန်ခေါ်သူတွေကိုသက်သေပြဖို့ပြင်ဆင်ထားကြသည်ခြေခွေဗားရာ၏လက်ချောင်းလေးများတောရင်းတော်လှန်ရေးတွေကိုဥဆောင်ခဲ့သောလက်ချောင်းလေးများရန်သူတွေကိုဒလက်ဆက်ပစ်ခတ်ခဲ့သောလက်ချောင်းလေးများတော်လှန်ရေးသမားလူငယ်တဦး၏တောက်ပသောဂုံဒရက်တို့ကိုဆွဲကင်နိုင်ခဲ့သောလက်ချောင်းလေးများရီမှန်းချက်အမျိုးမျိုးစုပ်ကင်ခဲ့သောလက်ချောင်းလေးများကယခုသမိုင်းဝင်လက်ချောင်းလေးတွေဖြစ်လာတော့သည်နီကုန်း1998ခုအောက်တိုဘာ19ကျူးဘားနိုင်ငံစန်တာကလျာမြို့ခြေခွေဗားရာကွပ်မျက်ခံခဲ့ရသည်မှာနှစ်ပေါင်း30နီးပါးကြာခဲ့လေပြီခြေခွေဗားရာ၏ရုပ်အလောင်းအကျွင်းအကြံတို့ကိုလည်းဂုဏ်သိက္ခာရှိစွာနှင့်သူ၏နေအိမ်သို့ပြန်လည်ယူဆောင်လာခဲ့ပြီးခြေခွေဗားရာသည်အာဂျင်တီးနားနိုင်ငံသားဖြစ်တော်လဲကျူးဘားသည်သာသူ့အတွက်အထိုက်တန်ဆုံးနိုင်ငံဖြစ်သည်တော်လှန်ရေးကြီးဖြစ်ပေါ်လာဖို့ကက်စထရိုနှင့်အတူပခုံးတစ်ဖက်စီထမ်းပိုး၍ဦးဆောင်တိုက်ပွဲဝင်ခဲ့သောတော်လှန်ရေးကောင်းဆောင်လည်းဖြစ်သည့်ကျူးဘားနိုင်ငံကယခုအခါခြေခွေဗားရာမုန်တိုင်းထန်ခဲ့သောကျူးဘားနှင့်လုံးဝခြားနားနေသည်ကနေဒီလက်ထက်မှစ၍10နှစ်များစွာအတန်သိပ်လာသောကျူးဘားကိုအမေရိကန်သမ္မတအိုဘားမားအလဲအပတ်ရောက်လာမှပုံစံ1နှင့်စေ့စပ်ညှိနှိုင်းမှုတွေစတင်လာသည်တိုင်းပြည်ကိုခေါင်းမာမာနှင့်အမှောင်ချခဲ့သောကက်စထရိုသည်လည်း
ကြွက်သားတွေရော်ရဲ၍အားကောင်းမောင်းတန်မဆန့်ကျင်နိုင်တော့ပြီကျူးဘားနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေကိုတင့်အနေနဲ့မြည်သို့နားလည်ထားစေကမူဂုံတိတ်ကာနှင့်ယုံကြည်ချက်တည်ကြည်ခိုင်မြဲမှုနှင့်ပတ်သက်၍မေးခွန်းထုတ်เสียမလိုသောလူပုဂ္ဂိုလ်တဦးရှိနေသည်အဆိုပါပုဂ္ဂိုလ်မှာခြေခွေဝါရပဲဖြစ်သည်ယုံကြည်ချက်နှင့်ပတ်သက်လာလျင်အစိတ်အဆက်အနှုတ်အပယ်မရှိကြောက်သားကြောက်ဆိုင်ကဲ့သို့ခိုင်မြဲသောခြေဤဂုံတွက်သည်ကိုသူဤရန်သူများသည်ပင်အတိအမှတ်ပြုရသည်ခြေဆုပ်ကင်ထားသောအတွေးအခေါ်ဘာသာတရားတို့ဤတန့်စင်မှုတို့ကြောင့်သူဤရဲဘော်ရဲဘက်တွေနှင့်မကြာခဏကြောက်ကစားဖြစ်ရသည်ဗန္နာရေးနှင့်ကုံသွယ်ရေးအကူအညီတွေရဖို့ဆိုဗီယက်တစ်တရင်းတနည်းဆက်ဆံလေသောကက်စထရိုနှင့်မိမိယုံကြည်ချက်ကိုနည်းနည်းလေးမှဈေးစစ်မခံနိုင်သောခြေတို့ပြဿနာဖြစ်ကြရသည်ခြေခွေဗာရအမြင်အရဆိုဗီယက်ယူနီယံမှာနယ်ချက်အရင်းရှင်ဝါဒကိုပုံစံတစ်မျိုးနှင့်ထောက်ခံနေသောဖောက်ပြန်ရေးသမားတွေဖြစ်သည်အယူအဆနှင့်လက်တွေ့လုပ်ရက်ကွဲပြားခြားနားခြင်းကြောင့်ပင်ကက်စထရိုအပါအဝင်အခြားကျူးဘားကောင်းဆောင်တွေခြေခွေဗာရကိုအလိုမရှိခြေခွေဗာရကိုကျူးဘားမှထွက်သွားစေခြင်းကြသည်ခြေဤအိုင်ဒီယာဝါဒမှာတလောကလုံးလင်းထိန်အောင်တောက်ပနေသောမီးတောက်မီးရှံကြီးဖြစ်သည်ခြေခွေဗားရာနှင့်သူတို့နီးနီးကပ်ကပ်နေလျင်သူတို့တွေကိုပါလောင်ကျွမ်းသွားမှသူတို့သဘောပေါက်ကြသည်ရေကြားမြေကြားတိုင်းတစ်ပါးတွင်နောက်ထပ်ကွန်မြူနစ်တော်လှန်ရေးမီးတောက်ကြီးဖြစ်လာအောင်ခြေဦးဆောင်၍ပင်မဆင်းရဲစွာအားထုတ်နေစဉ်ကျူးဘားအုပ်ချုပ်သူလူဒန်းစားများမှာအကျင့်ပြတ်အဂတိမှုတွေကိုကျိုးစည်းပွားရှာဖွေမှုတွေနှင့်နေ့စဉ်ဘဝကိုညှင်းငွေ့စွာအသက်ရှင်နေကြသည်ဂတိမတီကြည်သောနောက်ကျောဓာနှင့်ထိုးသောနိုင်ငံရေးသမားတွေရှင်သန်ရာကဘာကြီးတွင်ဖောက်ပြန်သူတွေနှင့်မစေ့ဆက်သန်နောက်ဆုံးအချိန်ထိလက်နက်ဆွဲကင်ကပစ္စည်းမဲ့ပြည်သူတွေအတွက်တဦးမှတိုက်ပွဲဝင်ခဲ့သူတော်လှန်ရေးအများစုမှာကြာရှုံးခဲ့တော်လဲခြေခွေဗားရာ၏ဝိညာဉ်ကအရင်ရှင်ကဘာကြီးကိုခြောက်လှန့်နေလေသည်ဒီနေ့မှာတော့ဆရာမလေးကခြေခွေဗားရာရဲ့အထုပ်ပတ်တီလေးကိုနောက်ဆုံးအဆုံးပိတ်ညီကုန်းနေနဲ့ဖတ်ပြခဲ့တာဖြစ်ပါတယ်လာမယ့်ရက်ဒီမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်တဲ့ကြောင့်မလို့နားဆင်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်